ကျွေးမီကောက်ခံသူဆရာအတန်းကြီးတွင်မှဆရာဖြစ်သူဟာကျောင်းသားတစုရေချိုးခန်းထဲမှာဆက်လက်တောက်နေတာကိုဖမ်းမိသွားခဲ့ပါတယ်။သူတို့စီကဆက်လက်တွေကိုလိုက်လံရှာဖွေရင်းနဲ့အင်တာခန်းတစ်ခုမှာဝတ်ထားတဲ့ကင်မရာတစ်လုံးကိုမတော်တဆတွေ့ရှိသွားပါတယ်။အဲ့ဒီကင်မရာတွေကဗီဒီယိုတွေကိုတေချာပြန်ကြည့်လိုက်တဲ့အခါမှာတော့ဒါဟာပကြီးဆရာရဲ့လက်ချက်ဆိုတာကိုသူသိသွားပါတယ်။ပကြီးဆရာကိုတွားရောက်ရင်ဆိုင်ဖို့ကြိုးစားပေမဲ့အဲ့ဒီဆရာကကျောင်းကနေအစောကြီးပြန်သွားနေပါပြီ။ဒါကြောင့်သူကပကြီးဆရာရဲ့အိမ်ကိုချက်ချင်းလိုက်သွားခဲ့ရာအိမ်ထဲကနေကြေလောင်တဲ့အော်ဟစ်တန်တွေကိုကြားလိုက်ရပါတယ်။သူကတကားကိုရိုက်ချိုးဝင်ရောက်သွားပြီးပကြီးဆရာကိုလက်သီးနဲ့ထိုးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အဖမ်းခံရတဲ့မိန်းကလေးကိုသူကတည်နိုင်ခဲ့ပါတယ်။သူဟာဘလို့အကျိုးဆက်မျိုးကိုမဆိုဂယုမဆိုင်တဲ့လူသားမျိုးပါ။အရင်ကလက်ဝတ်နီးပြအဖြစ်လောက်ကင်တုန်းကလည်းစကားမြတ်ရကနေသူ့ရဲ့အထက်လူကြီးနေရိုးကျိုးတဲ့အထိထိုးကျခဲ့လို့အလုပ်ပြုတ်ခဲ့ပူပါတယ်။နောက်ပိုင်းမှာတော့သူဟာကျောင်းရဲ့အားကစားဆရာတယောက်ဖြစ်လာခဲ့ပါတယ်။ကျောင်းရောက်တဲ့ပထမဆုံးနေ့မှာပဲကျောင်းသားအချို့နဲ့ပြဿနာတက်ခဲ့ပါသေးတယ်။သူ့ရဲ့တန်မာထွားကျတဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးကျောင်းသူမြောက်ကဆရာနဲ့မတူပဲလူမိုက်နဲ့ပူလူတယ်လို့တိုးတိုးလေးပြောဆိုကြပါတယ်။သူကတောင်းမဲ့စကားပြောတာကိုတော့အဲ့ဒီကျောင်းသူတွေကလက်မခံပဲဆွဲဆောင်မှုရှိရဲ့ပကြီးဆရာကိုပဲချီးမှုနေခဲ့ကြတာပါ။တကယ်တော့သူဟာဒီကျောင်းကိုတခြားအကြောင်းပြချက်တစ်ခုနဲ့လှုပ်ဝက်ငါးရမ်းခံရတာဖြစ်ပါတယ်။သူကတကယ်တော့အကျွေးလက်ကောက်သူတယောက်ပါ။ဒါပေမဲ့သူ့မှာမူဝါဒတစ်ခုရှိတယ်။အဲ့ဒါကတော့ကျောင်းသားလေးတွေကိုဘယ်တော့မှလက်နဲ့မထိဘူးဆိုတာပါပဲ။သူကအကျွေးအနည်းဆုံးဖြစ်တဲ့အဲလီနာဆိုတဲ့ကျောင်းသူစီကနေအရင်စားကောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြခင်မှာပဲအဲလီနာတယောက်ကျောင်းရဲ့အုတ်တိုင်းကိုကြော်ပြေးတာကိုမြင်လိုက်ရလို့နောက်ကနေလိုက်သွားရမှာသူမကကလတ်တစ်ခုတည်းကိုဝင်သားတာကိုတွေ့ပြီးသူအံ့အားသင့်သွားပါတယ်။တရယောက်ကသူမကိုနှောက်ယှက်ဖို့ကြိုးစားတဲ့အခါသူကဂျားပြက်ဝင်လိုက်ပြီးအဲ့ဒီလူကိုတွန်းထုတ်ကအဲလီနာကိုအတင်းဆွဲခေါ်လာခဲ့ပါတယ်။အဲ့ဒီမှာနေသူအမှန်တရားကိုသိလိုက်ရပါတယ်။အဲလီနာဟာပျောက်ဆုံးနေတဲ့သူမရဲ့အရင်ဆုံးတငယ်ချင်းကိုအသေးအံလိုက်ရှာနေရပါ။အဲ့ဒီတငယ်ချင်းမလေးဟာမိဘတွေဆုံးမသွားပြီးနောက်မှာတော့အဲ့ဒီကလပ်မှာအတင်းကျပ်အလုတ်ခိုင်းစီခြင်းကိုခံခဲ့ရပြီးတညမှာတော့ရုတ်တရက်ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။အဲလီနာကိုအိမ်ထိလိုက်ဖို့ပေးရင်းနဲ့ဆီယာဟန်ကသူမရဲ့တငယ်ချင်းကိုပြန်ချတွေ့အောင်ကူညီပေးမယ်လို့ကတိပေးလိုက်ပါတော့တယ်။